လွန်ခဲ့တဲ့နေ့တွေတုန်းကဘောလုံးလောကမှာနာမည်ကြီးခဲ့စကားတစ်ခုရှိခဲ့ပါတယ် false nine many times. The false nine. Like false nine. False nine, you know. ဟုတ်ပါတယ်ကိုအတူတို့ခေါ်ကြတဲ့ false nine တွေပါပုံမှန်ပြူဝါ9တွေလိုမျိုးပြန်ပဲရဲ့ဘောက်ဆဲမှာနေရာယူမယ်ပြီးတာနဲ့အသင်းဘောရီစီကလာတဲ့ဘောလုံးတွေကိုလက်ခံပြီးဂိုးသွင်းမယ်စားတဲ့ function တွေကိုလုပ်တာမဟုတ်ပဲဒီဒရောလုပ်ပြီးပြန်ပဲနောက်ခန့်လူတွေကိုများခေါ်လာမယ်ပြီးရင်အနောက်ခန့်လူတွေခြံခဲ့တဲ့နေရာလွတ်တွေတဲကိုဝင်လာမဲ့ကိုအသင်းဖော်တွေအထူးသဖြင့်တောင်ပန်ကစားသမားတွေဂိုးတွေသွင်းနိုင်အောင်အထီးကလုပ်ပြီးတဲ့ကစားပေါင်းမျိုးပါဒီထက်ပိုပြီးအကျယ်တဝင်းပြောလို့ရသေးပေမဲ့ဒီဗီဒီယိုကနီးစနစ်ပိုင်းနီးဗျူဟာပိုင်းအကြောင်းပြောမဲ့ဗီဒီယိုမဟုတ်တာကြောင့်ဒီလောက်ထိထားရင်ရပါပြီFalse 9လို့ပြောတာနဲ့အရင်ဆုံးပြင်းပြင်းကြားတဲ့ကစားသမားကတော့လီဗာပူးအသင်းပရိသတ်တွေရဲ့အချစ်တော်ကနဝင်တိုက်စစ်မှုကြီး Roberto Firmino ပါ။ဒါပေမဲ့ False 9ကို Firmino နဲ့ Jurgen Klopp ကပဲစခဲ့တာမဟုတ်ပါဘူး။ရိုမာမှာတော့တီကဒီလိုပုံစံနဲ့ကစားခဲ့ဘူးသလို Guardiola ရဲ့ Barcelona မှာလည်း Messi ကဒီလိုပုံစံနဲ့ကစားခဲ့ဘူးပါတယ်။ထပ်ပြီးလေးလာမယ်ဆိုရင် False 9အနေနဲ့ကစားခဲ့တဲ့ player အများကြီးရှိပါသေးတယ်။ Messi တော့တီတို့ကကစားသမားဘဝအောင်မြင်မှုပိုင်းနဲ့နာမည်ကျော်ကြားမှုအပိုင်းတွေမှာ Firmino ထက်အဆပေါင်းများစွာတာပေမဲ့လည်း False 9ဆိုတဲ့ခေါင်းစဉ်အောက်မှာတော့ Firmino ကသူတို့နှစ်ယောက်စလုံးကိုနောက်ကောက်ချနိုင်ခဲ့တဲ့အထိတရားလည်းဖြစ်ခဲ့တာပါဒီနေ့မှာတော့ဘောလုံးလောကရဲ့ Mr. False 9လို့ခေါ်ရတဲ့ Firmino အကြောင်းကိုပြောပြပြီးသွားမှာပါFirmino ကို1991အောက်တိုဘာ2ရက်နေ့မှာ Jose Cordero နဲ့ Mariana Olivia တို့ကဘရာဇီးနိုင်ငံအလာဂိုအာစပီနဲ့မက်ဆီယိုမြို့မှာမွေးဖွားခဲ့ပါတယ်။သူ့မှာမာဆေယာလို့ခေါ်တဲ့သူ့ထက်10နှစ်ငယ်တဲ့ညီမလေးတစ်ယောက်လည်းရှိပါတယ်။ကျွန်တော်တို့လိုပဲ Firmino မှာလည်း Bobby လို့ခေါ်တဲ့အိမ်ခေါ်နာမည်လေးတစ်ခုရှိပါတယ်။ဒါကြောင့်ကျွန်တော်လည်းအခုကနေစပြီး Bobby လို့ပဲဆက်ခေါ်သွားပါမယ်။သူ့ရဲ့မွေးရက်မြေမက်ဆီယိုမှာတော့ CRB လို့ခေါ်တဲ့အနီရောင်ကိုကိုစားပြုတဲ့အသင်းနဲ့ CSC လို့ခေါ်တဲ့အပြာရောင်ကိုကိုစားပြုတဲ့အသင်းဆိုပြီးအဓိကအသင်းနဲ့တင်းရှိပါတယ်။ Bobby ဟာလူငယ်ကစားသမားဘွားကို CRB အသင်းမှာစပြီးဖြတ်တန်းခဲ့တာကြောင့်အစကတည်းကနေအနီရောင်ကိုကိုစားပြုဖို့မွေးဖွားလာခဲ့တယ်ဆိုတာကိုတွေ့ရပါတယ်။ Bobby ဟာအသက်16နှစ်အရွယ်မှာမွေးရက်မြေကိုစွန့်ခွာပြီး Florianopolis မြို့အခြေစိုက်ကလပ် Figueirense အသင်းကိုပြောင်းရွှေ့ကစားခဲ့ပါတယ်။စီနီယာကစားသမားဘွားကိုလည်း Figueirense အသင်းမှာပဲစတင်ခဲ့ပြီးသူ့ရဲ့ကစားသမားဘွားပထမဆုံးသွင်းဂိုးကိုတော့2009အောက်တိုဘာ24ရက်နေ့မှာကစားခဲ့တဲ့ Ponte Preta အသင်းကို2ဂိုး1ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလူစားဝင်ပြီးသွင်းယူပေးခဲ့ပါတယ်။အသင်းအတွက်38ပွဲကစားခဲ့ပြီး10ဂိုးသွင်းယူပြီးနိုင်ခဲ့ပါတယ်။အဲနောက်2010-2011ရာသီမှာဟော်ဖန်ဟိန်းအသင်းကိုယူရို4တန်းနဲ့ပြောင်းရွှေ့ခဲ့ပြီးဥရောပကိုစတင်ချီချခဲ့ပါတယ်။အဲအချိန်တုန်းကဟော်ဖန်ဟိန်းအသင်းရဲ့နီးပြဖြစ်တဲ့အာနက်တာနာကအရေးသွေးစီးတဲ့ဘရာဇီးသားတယောက်ကိုခေါ်ယူနိုင်ခဲ့တာကြောင့်ဝမ်းသာကြောင်းပြောကြားခဲ့ပါသေးတယ်။ဘော်ဘီဟာဟော်ဖန်ဟိန်းအသင်းအတွက်သူ့ရဲ့ပထမဆုံးဂိုးကိုဖရန့်ဖတ်အသင်းကိုအနိုင်ရခဲ့တဲ့ပွဲမှာသွင်းယူခဲ့တာပါ။ဒါပေမဲ့လည်းအသက်20ပြည့်ကစားနိုင်ငံရက်ချာမှာဘောလုံးလာကစားနေတဲ့ကောင်လေးတယောက်အတွက်အဆအဆအရာလွယ်ကူနေခဲ့တာတော့မဟုတ်ပါဘူး။ဘော်ဘီဟာအသင်းပေါ်အိုဘာစီနဲ့အတူအသင်းရဲ့လူစင်းတဲကနေလည်းချန်လက်ခံခဲ့ရပူပါတယ်။အကြောင်းကတော့ဘေးကျင်ရင်ကွင်းကိုနောက်ကျောင်းမှရောက်လာခဲ့လို့ပါအဲနောက်ပိုင်းမှာတော့ဘော်ဘီဟာတရားဒီပြီးတရားဒီခြေစွမ်းတိုးတက်လာခဲ့တာကြောင့်သူ့ကိုခေါ်ယူခြင်းတဲ့အသင်းတွေလည်းရှိလာခဲ့ပါတယ်ဒါကြောင့်လည်း2014ခုနှစ်မတ်လ29ရက်နေ့မှာအော်ဖန်ဟိန်းအသင်းဟာဘော်ဘီကိုစာချုပ်သက်တမ်း3နှစ်ထပ်တိုးခဲ့ပါတယ်2013-2014ရာသီကတော့အော်ဖန်ဟိန်းအသင်းမှာစီးနေစဉ်အတွင်းဘော်ဘီအတွက်အကောင်းဆုံးရာသီလို့ပဲဆိုရပါမယ်ဘော်ဘီဟာအဲရာသီမှာမွန်စတာလီဂါရဲ့ဂိုးသွင်းအများဆုံးစီးရင်မှာတွင်ဂိုး16ဂိုးနဲ့အတူနံပါတ်4နေရာရပ်တည်နိုင်ခဲ့ပြီးတန်ပွဲဆုံးအနေနဲ့22ဂိုးသွင်းက12ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်ဘော်ဘီဟာဟော်ဖန်ဟိန်းအသင်းမှာ9ရာသီကစားခဲ့ပြီး49ဂိုးသွင်းက32ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်ဒါအပြင်ဘော်ဘီဟာဟော်ဖန်ဟိန်းအသင်းမှာလီဗာပူးတောင်ပန်ကစားသမားဟောင်းဖြစ်တဲ့ Ryan Babel နဲ့အတူ2ရာသီကြာတွဲကစားခဲ့ပူပါတယ်2015နွေရာသီအပြောင်းရွှေ့မှာတော့ဘော်ဘီဟာအင်္ဂလန်ရဲ့နန်းကြားပြင်ဖြစ်နေတဲ့လီဗာပူးအသင်းကိုပေါင်29တန်းနဲ့ပြောင်းရွှေ့ခဲ့ပါတယ်ဒါကြောင့်အဲအချိန်တုန်းကဘော်ဘီအပေါ်အထင်ကြီးမျှော်လင့်ခဲ့တဲ့လီဗာပူးပရိသတ်ဆိုတာလက်ချိုးရည်လို့ရတဲ့အထိနေပါခဲ့ပါတယ်ဘော်ဘီဟာအဲတုန်းကအသင်းရဲ့တိုက်စစ်မှာနေရာစုံကစားနေခဲ့ရပြီးညီပြဖြစ်သူ Brendan Rodgers ဟာဘော်ဘီကိုဟော်ဖန်ဟိန်းအသင်းမှာကစားခဲ့တဲ့အတိုင်းကွင်းလယ်တိုက်စစ်မှာအဓိကထားကစားခဲ့ပါတယ်လီဗာပူးကစားသမားဘွားသူရဲ့ပထမဆုံးသွင်းဂိုးကိုတော့မန်စီးတီးအသင်းကိုအဝေးကွင်းမှာတဂိုး၄ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာသွင်းယူခဲ့ပါတယ် Brendan Rodgers ထွက်အပြီးဂျာဂျင်ကလော့လက်ထပ်ကိစ္စတွေကိုတော့အားလုံးသိပြီးသားဖြစ်တာကြောင့်အကျယ်တဝင်းရှင်းပြမနေတော့ပါဘူးဘော်ဘီဟာလီဗာပူးအသင်းမှာ10ရာသီကြာကစားခဲ့ပြီးရနိုင်တဲ့များစုဖလားအောင်လုံးရရှိခဲ့ပါတယ်အသင်းနဲ့အတူ130ဂိုးသွင်းက80ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်2023ရာသီအကုန်မှာတော့ဘော်ဘီဟာလီဗာပူးအသင်းကနေထွက်ခွာပြီးဆော်ဒီကလပ်အဲအာလီအသင်းကိုပြောင်းရွှေ့ကစားခဲ့ပါတယ်လက်ရှိအချိန်မှာတော့ဘော်ဘီဟာကာတာကလပ်အဲဆက်အသင်းမှာကစားနေပြီးမကြာခင်မှာ9ရောင်မြောက်ရင်သွေးလေးကိုပိုင်ဆိုင်တော့မယ်ဖခင်တယောက်လည်းဖြစ်နေပါပြီ
လီဗာပူးအသင်းကနေထွက်ခွာပြစ်ခဲ့ပုံကိုလည်းဘော်ဘီကကျွန်တော်လီဗာပူးအသင်းကနေဘယ်တော့မှမထွက်ခွာချင်ခဲ့ပါဘူးအသင်းဘက်ကနေကျွန်တော်ကိုစာချုပ်သစ်ပေးဖို့ချိန်ဆွဲနေခဲ့တာကြောင့်ကျွန်တော်ကိုယ်တိုင်ပဲဘောစီကိုဖုန်းကားနေတစင်ဆာလန်ပို့ခဲ့ပြီးယာဒီကုံမှာအသင်းကနေထွက်ခွာတော့မဲ့ကြောင်းအကြောင်းကြားခဲ့တာပါဒီစကားတွေကိုလူချင်းတွေ့ရင်မပြောနိုင်မှာဆိုလို့ဖုန်းကားနေပဲပြောခဲ့တာပါဆိုပြီးသူ့ရဲ့ထုတ်ပတ်တိစာအုပ်မှာထည့်ရေးထားခဲ့ပါတယ်ဘော်ဘီဟာလီဗာပူးအသင်းရဲ့ခေတ်တစ်ခုကိုပေါ်ဆောင်နိုင်ရဲ့ရုပ်တွေမကားပါဘူးသူဟာ Force 9ဆိုတဲ့စကားလုံးကိုပါကိုစားပြုနိုင်ခဲ့ပါတယ်ဒါအပြင်ဆာလာမာနေဒိုလိုအာဖရိကစူပါစတာနှစ်ယောက်ရဲ့အသားတွေကိုလည်းဂျားတဲကနေထိန်းကြီးပေးခဲ့တာပါဘော်ဘီနဲ့ပတ်သက်ပြီးအမြင်အမျိုးမျိုးစီးနိုင်ပေမဲ့အားလုံးရဲ့အမြင်မှာတူညီနေတဲ့အချက်တွေကတော့သူဟာကိုနှိမ့်ချပြီးနေတတ်သူအမြဲတမ်းပြုံးနေတတ်သူစားတဲ့အချက်တွေပဲဖြစ်ပါတယ်ဘော်ဘီနဲ့ပတ်သက်ပြီးကျွန်တော်သဘောကျတဲ့အချက်ကတော့ကိုအလိုမရှိတော့မှန်းတည်တဲ့အချိန်မှာလည်းကတ်သွဲ့မနေပဲအလိုက်တတိထွက်ခွာပြီးနိုင်တာပါအချိန်တွေဘလောက်ပြောင်းဘော်ဘီရဲ့ no logo တွေ no low pass တွေကိုလည်းအမြဲအမှတ်ရနေအောင်ပါရာဒါတို့မှာရောဘော်ဘီနဲ့ပတ်သက်တဲ့အမှတ်တရားတွေသဘောကျတဲ့အချက်တွေရှိတယ်ဆိုရင်လည်း comment မှာဝင်ရောက်ရေးသွားလို့ရပါတယ်ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်လည်း like and subscribe လေးလုပ်ပြီးအားပေးလို့ရပါတယ်ပိုကောင်းတဲ့ဗီဒီယိုတွေနဲ့အတူပြန်လာခဲ့ပါမယ်